အားလုံးပဲမင်္ဂလာပါရှင် Audio Board ပိုင်း OO Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့မော်ဘီဖိုးဖိုးကြီးနဲ့ရက်ခဘလူးညီနောင်ဆိုတာကိုစီစဉ်သက်ဆက်သွားပါမယ်1986ခုနှစ်တုန်းကစတင်ပြီးတော့ကျွန်ုပ်ကတကြံတွင်အတိတ်တန်တရားစခန်းပွဲမှာ10တန်းကျောင်းသူကျောင်းသားတွေကိုအခမဲ့စီရင်ချင်းခေါ်ဆောင်ခဲ့တယ်နှစ်စဉ်ကျောင်းသားကျောင်းသူ300ခန်းကနေပြီးတော့400ခန်းလိုက်လေ့ရှိတယ်ကျွန်ုပ်ရဲ့မိခင်ကလည်းချက်ပြုတ်ကျွေးမွေးအခမ်းခြင်းကိုလုပ်လို့ရှိတယ်။ယောဂီတွေကိုစွန့်စားဖို့အတွက်ဆိုပြီးတော့ဟင်းတွေကိုမနက်စောစောမှာဈေးကနေဝဲပြီးချက်ပြုတ်လေးရှိတယ်။အကြနေ့မှာတော့နှောကုန်းရွာမှာအမဲသားပေါ်လို့အမဲသားဟင်းကိုချက်ကြပါတယ်။မော်ဘီသိန်းကူရဲ့မုတ်ဦးပေါဝါမှာဆရာတော်ကြီးအောင်မြတ်ချခဲ့တဲ့ဇေဒီကြီးတဆူရှိတယ်။အဲ့ဒီဇေဒီကြီးတိဆောက်နေခြင်းဖြစ်လို့ရက်ခဘလူးညီနောင်အယုတ်ကိုမူလသင်းအင်းဆရာတော်ကြီးရဲ့စံကြောင်းအနောက်ဘက်ကိုခိတ္တပြောင်းရွှေ့ထားတယ်။ဘလူးညီနောင်မှာတဲ့ရမှာအရန်လေးလွန်အလွန်ခက်ခဲနေကြတယ်။အင်ဂျင်နီယာတူကအတိတ်တံပြုတ်ပြီးတော့တယ်မရမှာတော့အလွန်ပေါ့ပါပြီးတော့လွယ်ကူစွာပြောင်းရွှေ့နိုင်ခဲ့တယ်။ဇေဒီကြီးပြီးတာနဲ့ပြန်လဲပြင့်ဆောင်ပါမယ်လို့အတိတ်တံပြုတ်ခဲ့တယ်။ရက်ခဘလူးညီနောင်ရဲ့ရှေ့တက်မှာတော့အမဲသားဟင်းအိုးကြီးကိုထားပြီးယောဂီတွေအတွက်ဆွန့်ခတ်ကြတယ်။ကျောင်းသားလူငယ်တွေကလည်းစက္ကရက်တောက်ရနေပြီးတော့ဘလူးညီနောင်ကိုစက္ကရက်တိုက်တယ်နောက်ကျပြောင်းကြနဲ့ပျော်စရာဖြစ်နေတာပေါ့အမဲသားဝယ်လာပြီးတဲ့နောက်မှာမိခင်ကခေါင်းကိုက်လွန်းလွန်းဆိုပြီးတော့မနှက်စောစောကလေးကအိပ်ရာထဲမှာလဲနေတော့တယ်အားလုံးကလည်းအမှုမဲ့အမှတ်မဲပဲတရားဝင်ထိုင်နေကြတယ်ညနေကျတော့6နာရီကနေ8နာရီတရားထင်ခြင်းကြတော့တဲရင်ဓမ္မယုံကြီးတစ်ခုလုံးဟာမြင်းကလေးလှုပ်တယ်လို့ဒုံးကနေဆိုပြီးတော့တုန်ခါသွားတယ်အတန်ကြီးကိုလည်းကြေလောင်စာကြားရတယ်ပြီးတော့ကျောင်းဝင်းတစ်ခုလုံးလျှက်စင်ပြီးပြတ်သွားတယ်ကြောက်စရာကောင်းလွန်းလွန်းတုန်ခါမှုကြီးက6ချားဝယ်ကောင်းလွန်းလွန်းအတန်နဲ့ကြီးနဲ့အတူဓမ္မယုံအောက်ကအမှောင်တူတဲကိုလုံးဝရောက်ရှိသွားတော့တယ်အဲ့ဒီအချိန်တပြိုင်နက်တည်းမှာပဲ10တန်းကျောင်းသူတူကအတန်နဲ့ကြီးနဲ့စပြီးတော့အော်ဟစ်တော့တယ်ကျွန်ုပ်တို့လည်းတရားထိုင်နေရနေမျက်လုံးဖွင့်လိုက်ရတော့တယ်အဲ့10တန်းကျောင်းသူယောဂီကဘယ်နေရာအတန်လဲဆိုပြီးတော့လက်နှိပ်တက်မိနဲ့ရှားတော့တယ်အော်ဟစ်နေတာကဟိန္ဒူကျောင်းသူတယောက်ကိုတရားပြဆရာလေးတူကဆောက်ရှောက်နေရပြီးတရားပြနေရတယ်မကြမီမှာအဲ့မင်းကလေးကငိုတော့တယ်နောက်တူပြီးတူငိုတယ်ဓမ္မယုံကြီးတစ်ခုလုံးပွက်လောတွေရိုက်ကုန်တယ်အမောင်ထဲမှာကြောက်စရာကြီးဖြစ်နေတယ်အဲ့မင်းကလေးကိုကျောင်းသားတွေကတွဲခိုးပြီးတော့သူတို့ရဲ့အဆောင်ကိုပြန်ပို့ပေးရတယ်မင်းကလေးနှစ်ဦးကတညလုံးမအိပ်ဘဲနဲ့တငုံငုံတရီနဲ့နားမလည်နိုင်တဲ့စကားတွေကိုပြောနေတော့တယ်ကျောင်းသားတွေကလည်းမအိပ်ဘဲနဲ့အလှည့်ကျဆောင်းရှောက်ပေးကြပါတယ်ဒီလိုနဲ့အကြနေ့9နာရီခွဲခန့်မှာနေဘက်ကဖုံးဝင်လာတယ်။သဲအင်ကူမှာစေကုသပေးနေတဲ့ဆရာဝန်မရဲ့ယောက်ျားအင်ဂျင်နီယာနေမှာရုတ်တရက်သေဆိုးတဲ့သတင်းဆိုးဖြစ်တယ်။ယောဂီအားလုံးစိတ်မချမ်းမသာဖြစ်ပြီးတော့ဝမ်းနေရတော့တယ်။အားငယ်ရတော့တယ်။ဆရာဝန်မလည်းချက်ချင်းနေကိုလိုက်သွားတော့တယ်။အိမ်ည10နာရီခန့်မှာတော့အိတ်နေတဲ့ကျွန်ုပ်ကိုကျောင်းသားတူကလာနှိုးတယ်။အမေမောင်ဖြစ်သူဦးလေးဦးတင်အေရောက်လာခဲ့တယ်။သူကနှစ်ပေါင်းများစွာတင်းကြိုင်းများစွာမှာပရိစိတ်ပြီးအထိတ်ထန်ဝင်နဲ့တက်တက်လွတ်စားတဲ့အမှုကိုပြုခဲ့တဲ့ဂိုင်းဆရာတူလည်းဖြစ်ပေတယ်ဦးလေးရောက်လာတော့ကျွန်တော်လဲထထိုင်လိုက်တယ်ဦးလေးဘာလို့ရောက်လာလဲဘာကိစ္စရှိလို့လဲဦးလေးကပြောတယ်ငါကတရားအထိတ်ထန်ပြီးတော့ကျောင်းအပေါဝဇေဒီပေါ်မှာပရိဆက်စိတ်နေခဲ့တယ်ငါနားထဲမှာအလွန်ဒေါသဖြစ်နေတဲ့အတန်ကြီးတွေကြားနေရတယ်ကွာငါ့ကိုလာပြောနေကြတယ်ဟမ်ဘယ်သူတွေကဒေါသဖြစ်နေကြလဲထမင်းစားဆောင်ဘေးမှာရှိနေတဲ့ရက်ခဘလူးညီနောင်နဲ့ကွာဟင်သူတို့ကဘာလို့ဒေါသကြီးနေရတာလဲဗျမင်းတို့ဒီနေ့အမဲသားဟင်းချက်စားကြတယ်ဆိုကွာငါကတက်တက်လွတ်ပဲစားတော့အဲ့ဒါကိုမသိဘူးပြီးတော့မလေးမစားနဲ့သူ့ကိုလည်းမလူဘူးចောင်းသားတွေကလည်းမခန့်လေးစားနဲ့စက်ကရက်ကိုပါဇက်ထဲထည့်ပြီးနောက်ကျပြောင်ကြနဲ့လှုပ်တယ်လို့ပြောတယ်ကွာမူလဆရာတော်ကြီးလက်ထက်ကလေးကဘာဟင်းမဲစားစားရပါတယ်ဆိုပြီးတော့ပြောခဲ့တာပဲတရားကိုပဲသဲမှာအဓိကကျင့်ရင်ရတယ်ဆိုလို့ကျွန်တော်ကအမဲသားဟင်းချက်ကျွေးမိတာပါဗျာသူတို့ကဘလူးတွေလေကွာအရန်ဒေါသကြီးကြတယ်မနဲ့ကလေးကမင်းအမေမတ်သိမ်းမြင့်အိပ်ရတဲ့လဲအောင်လှုပ်ထားကြတယ်တဲ့ဒေါသပေါက်ကွဲလွန်းတော့ညဘက်မှာဓမ္မယုံကြီးကို6ထောက်နဲ့စောင့်နှင်းပြလိုက်တယ်တဲ့အဲ့ဒါနဲ့တောင်သူတို့ကမကျေနပ်တတ်ဘူးတဲ့အခုဖျားတဲတာပြီးရင်မူလနေရပြန်ပို့ပါမယ်လို့ဂရိပေးပြီးတော့လဲပြန်မပို့လို့တဲ့ကွာအခုအင်ဂျင်နီယာကိုလည်းအသေးသက်လိုက်ပြီလို့ပြောနေတယ်ဟာသူတို့ဒေါသကြီးတိုင်းဒီနေမြေမှာဒီလိုလုပ်လို့ရမလားဗျဒေါသကိုမထိန်နိုင်မဲ့လှုပ်ချင်ရလှုပ်နေတာဒီညမင်းကိုလည်းတတ်မလို့တဲ့ဗျို့
ဟာသိန်းအနေမီမှာသိန်းအင်းတရားကိုသူတစ်ပါးလဲရပါစေကိုယ်တိုင်လည်းအပယ်လွတ်အောင်ကျင့်နေတဲ့ယောဂီတူကိုလှုပ်လို့ရရင်လှုပ်ပါစေအာနာပါနအရှုသမารီနဲ့ကာဝယ်မှာပေါ့ဆရာတော်ကြီးကအာနာပါနရှုနည်းကိုတေးသေးချာချာသင်ပေးခဲ့တာပဲဦးလေးကအိမ်မှာပြောတယ်အခုမင်းအိမ်နေတဲ့ဒီကူနဲ့သိန်းကျူကူကျောင်းဝင်းတစ်ခုလုံးပတ်လည်မှာမှော်ပြီးဖိုးဖိုးကြီးနဲ့တပည့်အချွေရန်နေဝိုင်းပြီးဆောက်ရှောက်နေကြရပြီဖိုးဖိုးကြီးကဒေါသကြီးနေတဲ့ရက်ခဘလူညီနောင်ကိုလည်းပြောလိုက်ပြီးဒီเจ้าဆရာနဲ့เจ้าသားတစ်ဖက်တွေကတရားထိုင်မှုပဲသိပြီးတခြားလောကီကိစ္စတွေဘာမှမသိကြဘူးဒါကြောင့်ဘလူနှစ်ကောင်ကိုထိခွင့်မရှိဘူးအန်ရယ်ပေးခွင့်မရှိဘူးပြောစကားနားမထောင်ရင်ကြီးမားတဲ့အပြစ်ဒဏ်ပေးမယ်လို့ပြောလိုက်ရပြီမသိနားမလည်မှုနဲ့ဖြစ်ရတဲ့ကိစ္စအတွက်စိတ်မကောင်းပါဘူးဗျာကျွန်တော်ဘာပြန်လုပ်ပေးရမလဲဖိုးဖိုးကိုလည်းတောင်းပန်တယ်လို့ပြောပေးပါဦးဖိုးဖိုးကြီးကပြောနေတယ်ကွာရက်ခဘလူညီနောင်ကသူတို့ကိုပွဲနဲ့ကတော့မှကျေနပ်မယ်တဲ့မင်းတို့ရန်ကုန်ကိုပြန်ရောက်ရင်ကတော့ပွဲပေးပြီးတောင်းပန်လိုက်ပါတဲ့အဲ့လိုပြောတယ်ရက်ခဘလူညီနောင်ကိုပွဲနဲ့တောင်းပန်ပြီးတဲ့နောက်ပိုင်းမှာတော့တကြံဒိဋ္ဌံတိုင်းကိုတက်တက်လို့ဟင်းနေတာကျွေးမိပါတော့တယ်တက်တက်လို့စားခြင်းနဲ့ပတ်သက်ပြီးတော့တဲအင်းကိုမကြာခဏတက္ကသိုလ်ကျောင်းသူကျောင်းသားတွေခေါ်ပြီးတော့တရားထိုင်တာတက္ကသိုလ်ကျောင်းဆရာတူဟိန္ဒူလူမျိုးကတဲအင်းကတက်တက်လို့စားတယ်ဆိုတာတိလဆောက်ခြင်းတစ်ခုကဖြစ်တယ်ပြမပြေကလာတဲ့ပုံကိုယ်တွေစောင့်တဲ့တိလမျိုးဖြစ်တယ်လို့ဆိုပြီးတော့စောင့်ကြတယ်ဖះလက်ထက်ကပုံကိုယ်တွေထဲမှာတော့တောထဲကတစ်သီးတစ်ဥနွားနို့ပဲတွေပဲစားတဲ့သူတွေဒါကြောင့်ခန္ဓာကိုယ်ကပေါ့ပါနေလို့ကောင်းငင်ကနေပြီးတော့ခီးသွားနိုင်ကြတယ်ဥပစင်းတို့လက်ထက်မှာတော့သူတစ်ပါးရဲ့အသားငါးကိုစားခဲ့တာမို့ဒုက္ခနာကိုကြီးကလေးနေတယ်အထက်ကိုတက်ဖို့မလွယ်ဘူးပေါ့နှစ်ပေလောက်တက်ပြီးအောက်ကိုပြန်ပြုတ်ကြရောဒါပေမဲ့လည်းကျင့်ရင်တော့ရတော့ပါတယ်လေ